ကျွန်တော် master can တပည့်တယ်ဒီနေ့မှာတော့ day 39ပေါ့နော်ဒီမှာ39ဟို solid work ပေါ့နော် solid work ဆွဲတဲ့ဟာဥပမာဘာဆွဲတာလဲဆိုတော့ကျွန်တော်အရှိက Blaze လို့နာမည်ပေးထားတယ် Blaze လို့နာမည် Blaze လို့နာမည်ပေးထားတယ် project ကို solid work တွေမှာဆွဲတဲ့ဟာပေါ့နော်ဟို initiate လုပ်တာပဲရှိသေးတယ်ဆိုတော့အဲ့ဒါတစ်ချက်ပြမယ်နော် solid work ကို screen share လိုက်မယ် screen share ပြီးဒီမှာဟုတ်ပါပြီကျွန်တော်ဒီမှာဒီအထိပြီးတာပေါ့နော်ပထမဆွဲစားခြင်းကျွန်တော်ဆွဲထားတဲ့ဟာပေါ့နော်ကျွန်တော်တိလိုက်ရတာကအရင်ဆုံး boss မ share ခင် share function မသုံးခင် share function မသုံးခင်ပါနော်ကျွန်တော် sketch ပါနေရဒီမှာပြီးတော့ပြောချင်တာ share feature မသုံးခင် drag angle အရင်လုပ်ပေါ့နော်အဲ့ဒါအရေးကြီးတယ်ကျွန်တော်ပြန်ပြီးတော့လုပ်လို့ရတယ်အဲ့ကြောင့်ဒီမှာအခုလုပ်တာပြင်ရှင်းပြတာကျွန်တော် sketch ရှိမယ် sketch ရှိမယ်ပြီးတော့ဗာရှိဗာကျွန်တော်အဲ့ဒါကို boss လုပ်လိုက်တယ်ဗျာဒီမှာ boss လုပ်လိုက်တယ်အဲangle တွေထည့်တယ်ပေါ့နော် drag angle တွေထည့်တယ် angle ထည့်တာဟိုကပြောအောင်မဒီလိုမျိုးကားပါတွေ့လား90 degree မဟုတ်တော့ဒီလိုကားပါတွေ့မလားအဲ့ဒါ drag angle ထည့်တာအဲ့ဒါကိုကျွန်တော် share feature နဲ့ share လုပ်လိုက်တယ် thickness ကကျွန်တော်1.3ထားသေးတယ်လောလောဆယ်ပေါ့နော်အဲ့ဒါချိန်ရအောင်ပဲအဲ့ဒါပြီးတော့ကျွန်တော်ဒီ outer radius နဲ့ inner radius ကိုဟိုဟာ theory လောက်ထားတယ်ပေါ့နော် equation လောက်ထားတယ်ဒီမှာအာဒီလိုမျိုးတွေ့လားဘယ်လိုမျိုးဖြစ်အောင်ပေါ့နော်ပုံစံကြီးကျွန်တော်အ short တင်းလုပ်လို့ရှိရင်ဒီဟာနဲ့ relationship ဖြစ်အောင်လို့ပေါ့နော်အဲ့ဒါအစတည်းထည့်လိုက်တယ်အဲ့ဒါမှကျွန်တော် parametric ကိုခေါင်းဆောင်အသုံးချခြင်းပေါ့နော်အစနဲ့ပြန်ဆွဲရင်အလုံးမဟုတ်ဘူးတဲ့မှာအဲ့ဒါနောက်တစ်ခုကျွန်တော် boss ထည့်တယ် boss ကလည်းကျွန်တော် drag angle ပါတယ်ကျွန်တော် drag angle ဘယ်လောက်ထားရလဲမေ့သွားပြီကျွန်တော်ထားတဲ့ဟာကဟို1ထားရတယ် drag angle okay ဘယ်တော့ဝတ်ထားရတယ်ပြီးတော့အပေါက်ဖောက်တယ်နေဟုတ်တယ်အပေါက်ဖောက်တယ်အဲ့ဒါကျွန်တော်ဟာကကျွန်တော်ဒီဇိုင်းရပါတော့ဘာလောက်ထားလဲဆိုတော့ဒီ idea ရအောင်ပါမတချို့ product တစ်ခုကြည့်လိုက်တာသူ့မှာပေါ့နော်အဲ case enclosure design မှာပေါ့နော်ဒီက rubber feet နေရာကိုဖောက်ထားတယ်ဆိုတော့ကျွန်တော်ထပ်ဖောက်စရာမလိုတော့ဘူးအဲကျွန်တော် screw ဆုပ်ပြီးရတယ် rubber feet နဲ့ဖုံးလိုက်ရင်ရပြီအဲဆို screw လည်းပိတ်assertive ဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ light head ပေါ့နော်အဲ့ဒါဟိုဖြစ်သွားတယ်ပြီးတော့ကျွန်တော် rig ကဘယ်လိုပြောရမလဲ rig ထည့်ထားတယ်ဒီမှာဟိုဒါ official တော့မဟုတ်သေးဘူးသိမလားနောက်ထပ် fin ထပ်ထည့်ရင်ထည့်မှာပေါ့နော်အာပြောတဲ့အတိုင်းပဲလေဘိုးကအဲ့ golden rule အတိုင်းပဲ thickness ကဟိုပါပေါ့နော်50 60 40 to 70ပေါ့နော်အဲ့ဒါ short ရမယ်သိမလားကျွန်တော်အဲ့ဒါမ short ရသေးဘူးနည်းနည်းပဲ short ရသေးတယ်ဘယ်လောက် short တာလဲတော့မသိဘူးကျွန်တော်မေ့သွားပြီပြန်ပြီးကြည့်အောင်မယ်ဒါအကျမ်းမရှိသေးဆိုတော့ရင်းဟိုကဘယ်လိုလုပ်မလဲကျွန်တော်အပေါက်တွေဖောက်တာဒီမှာ mirror လောက်လိုက်တယ်ပြီးတော့ gas set ထည့်ထားရပါတော့အဲ့ဒါလည်း official မဟုတ်သေးဘူးပေါ့နော်ဆိုင်းလုံးမရှိသေးတယ်အဲသူ့ရဲ့အဲ့ဒါကိုရှင်းပြခြင်းတယ်ဒီမှာဒီဟာက gas set ထည့်ထားတာပေါ့နော်သူကဘယ်လောက်လဲဆိုတော့ဟို wall thickness ကို2နဲ့မြောက်ရတဲ့ဟာပေါ့နော်ဒီကနေဒီထိအတိုင်းတာနေကျွန်တော်1.3ရှိရဆိုတော့2.6ဖြစ်သွားတာပြီးတော့သူ့ရဲ့အမြင့်ကဟို9နဲ့မြောက်ရတယ် wall thickness ကို9နဲ့မြောက်ရင်ကျွန်တော်အဲ့ gas set ရဲ့ height ရတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီကထည့်ကြမလို့ကျွန်တော်အလားဆင်တာဒီကမထည့်ရအောင်ဒီကတစ်ဖြောင်းနဲ့ဖြစ်ရမှာပေါ့နော်အဲ့ဒါ gases ပေါ့နော် rib မဟုတ်တာတော့အဲဒါကမလို့မဟိုထည့်ကြမလို့အဲ့ဒါတွေကအဲ့ဒါကျွန်တော်ဒီကတန်းနဲ့ဖြစ်ရမှာကျွန်တော်ကတဲ့မလားရှောက်လုပ်ထားတာဒါပေမဲ့ဟိုဒီဟာက5D ငါဟို gas ရဲ့ height က
wall thickness 5ဆဒီက2ဆအဲ့လိုမှတ်ထားလို့ရတယ်အဲ့ဆိုသဘောပေါက်လို့မထင်နဲ့ကျွန်တော်ဒီမှာထည့်ထားပါတော့အော်ပြီးတော့ဒီဟာလဲကျွန်တော် H ဟိုဟာ drag angle ထည့်ထားသေးရပါတော့ဒီတိုင်းဥပမာအဲ့ဒါကိုဘယ်လိုမြင်ရမလဲဆို top view ကနေတွားလိုက်မယ်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တစ်ဖြောင်းနေမဟုတ်ဘူးဒီမှာတွေ့လားဒီမှာတွေ့လားဒီမှာအသားလေးပုံနေတယ်မှာအဲ့ဒါ drag angle ထည့်ထားလို့ခေါ်တယ်အဲ့ဒါမှချိုးချိုးချူထုတ်လို့ရမှာပေါ့နော်အဲ့လိုမျိုးပေါ့ဒီနေ့တော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီနားက battery ထဲမဲ့အပေါ်မူတည်ပြီးတော့ဘယ်နေရာမှာထည့်မလဲအဲ့ဒါမျိုးစဉ်းစားအောင်ပေါ့နော်အဲ့ဒါကမူတည်ပြီးတော့ကျွန်တော် RIP network လည်းဖြစ်နိုင်တယ် gas ဒီနားမှာ gas set တွေ mirror ဒီလိုမျိုးကျွန်တော် separate လုပ်ထားတဲ့ဟာလိုမျိုးပုံစံမျိုးပြောပြမယ်ဒီလိုမျိုးလေးဖြစ်နိုင်တယ်သိရမလားအဲ့လိုမျိုးလေးဖြစ်နိုင်တယ်ဒါပေမဲ့ network RIP network လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါစောင့်ကြည့်ပြီးပါဦးဒီနေ့တော့ဒီလောက်နဲ့ပဲပြီးတယ်ပေါ့နော်ဒီနေ့တော့ဒီလောက်နဲ့ break ကြတာပါဆိုတော့ဒါပဲ